အကောင့်ဖွင့်ပြီးတာနဲ့ငွေသွင်းနည်းလေးကိုဖြုတ်ကပ်မယ်နော်တေချာလေးနားထောင်ပေးဖို့မြတ်တာရက်ခံပါရရှင်ပထမဆုံးညာဖက်မှာရှိတဲ့အပေါင်းပုံလေးကိုနှိပ်ပေးပါရှင်ပြီးရင်တော့ညီမတို့ရဲ့ကေးပေးနဲ့ဝေးပေးကြိုက်တာရွေးပါရှင်အသွေးမိပမာဏလေးကိုရွေးချယ်ပေးပါနော်ကေးပေးအော်ဝေးကနေငွေရွက်ဖို့ဖုန်းနံပါတ်လေးနဲ့နာမည်လေးကြလာပါလိမ့်မယ်ရှင်ထိုနာမည်လေးနဲ့နံပါတ်လေးကိုတိချာလေးကူးပြီးလွှဲပေးပါရှင်ပြီးသွားရင်တော့ပုံမှန်ပြထားတဲ့အကိုင်ငွေလွှဲဆက်လေးထဲကလှုပ်ဆောင်မှုအမှတ်စဉ်လေးကိုတိတိကျကျလေးထည့်ပြီးနော်အရေးကြီးပါရဲ့နော်ပြီးရင်တော့ငွေလွှဲထားတဲ့အကောင့်နံပါတ်လေးကိုဖြည့်ပေးပါနော်အကောင့်နံပါတ်နေရာမှာမိမိလွှဲထားတဲ့ဖုန်းနံပါတ်လေးကိုဖြည့်ပေးပါနော်အရေးကြီးပါရဲ့နော်ပြီးတာနဲ့အတီးပြုတ်မီဆိုတဲ့ခလုတ်လေးကိုနှိပ်ပေးပါနော်ဒါမှသာညီမတို့ admin team စီကိုရောက်ပြီးစစ်ပြီးတာနဲ့ငွေတန်းဖြည့်ပေးမှာပါနော်ဝေပေးကေပေးစလစ်လေးတွေတော့တင်ထားစေချင်ပါတယ်တစုံတရာစီလိုက်ရင်လည်း Telegram admin team ကိုလာပြောလို့ရပါရဲ့နော်တခါတည်းလွှဲပြီးကြောင်းဆက်လက်ပို့ခြင်းရင်လည်း screenshot လေးရိုက်ပြီး admin team ကိုပို့ခြင်းရင်လည်းရပါရဲ့ရှင် Telegram လေးကိုအောက်မှာချပေးထားပါမယ်နော်